50ပြည်နှစ်ကဘာပြကိန်းဆိုင်လူနီးပါးထိခရတဲ့နေ့တစ်နေ့လူအများစုက50ခုနှစ်တွေကို rock and roll ကြောင့်မှတ်မိကြပါတယ်စင်ကြီးပုံအိမ်မက်တွေနဲ့ဘူတော်စကတ်ဝတ်စုံတွေပေါ့ဒါပေမဲ့အေးချမ်းလာပါတယ်ဆိုတဲ့အပေါ်ရန်လွာရဲ့နောက်ွယ်မှာပဋိပက္ခတစ်ခုပောက်ကွဲထွက်ခဲ့တယ်အဲ့ဒါကတကဘာလုံးကိုအတိုက်အပြေနျူကလ িয়ার စစ်ပွဲတွေကိုဆွဲနှင်းလူနီးပါးဖြစ်ခဲ့ပါတယ်ဒါဟာတတိယကမ္ဘာစစ်မဟုတ်ခဲ့ပေမဲ့အဲ့ဒီအခြေအနေကိုရောက်ဖို့အလွန်နီးကပ်ခဲ့တာပါဒါကတော့ကိုရီးယားစစ်ပွဲရဲ့အကြောင်းပဲဖြစ်ပါတယ်အကြအားလုံးပြီးဆုံးသွားစေနိုင်ခဲ့တဲ့မဲလော်ကန်ပဋိပက္ခဟာ1950ဇွန်လ25ရက်တနင်္ဂနွေနေ့မနက်ခင်းမှာစတင်ခဲ့ပါတယ်ဘယ်လိုတတိပိချင်မှမရှိပဲမြောက်ကိုရီးယားစစ်သား1000နီးပါးဟာဆိုဗီယက်တင်ကားတို့နဲ့လက်နက်ကြီးတွေတဆင်ပြီး38ဒီဂရီမြင်းပြိုင်ကိုဖျက်ကျော်ဝင်ရောက်လာခဲ့ကြတယ်။အဲ့ဒီမြင်းကမြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကိုပိုင်းခြားထားတာပါ။သူတို့ရဲ့ပန်းတိုင်ကမြန်းဆန်းပြီးရိုးရှင်းပါလေ။ကျွင်းဆွေတစ်ခုလုံးကိုကွန်ပျူတာအုပ်ချုပ်မှုအောင်ရပ်အောင်ထိန်းဖို့ဖို့ပါပဲ။တောင်ကိုရီးယားစစ်သားဟာလုံးဝအငိုက်မိသွားပြီးလက်နက်အင်အားလည်းမမျှခဲ့တာကြောင့်ပြိုလဲသွားခဲ့ပါတယ်။ရက်ပိုင်းတွင်မှပဲမြို့တော်စိုးမျိုးကြာဆုံးခဲ့ရတယ်။စစ်ပွဲတာပြီးဆုံးသွားမဲ့ပုံပေါ်နေခဲ့ပါတယ်။ကဘာကြီးကတုံ့ပြန်ဖို့အချိန်တောင်မရလိုက်ခင်ပါပေါ့။ဒါပေမဲ့ကဘာကြီးကတုံ့ပြန်ခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုဟာကွန်မြူနတီဝါဒအာရှတလွှာပြန်နှံသွားမယ်။ဒိုမီနိုအကျိုးသက်ရောက်မှုကိုစိုးရိမ်ခဲ့သည်။ဒီကျူးကျော်မှုကိုတိုက်ရိုက်စိန်ခေါ်မှုတစ်ခုလို့မြင်ခဲ့တယ်။သမ္မတဟယ်ရီထရူးမန်ဟာတိုက်ပွဲကနေနောက်မဆုတ်တမ်းရင်ဆိုင်မဲ့သူဖြစ်ကြကြောင်းအရေးယူဖို့ဆုံးဖြတ်ခဲ့တယ်။သူဟာကွန်ကရစ်ရဲ့ရှည်လျားတဲ့ဆွေးနွေးပွဲတွေကိုကြော်ဖြတ်ပြီးအသစ်ဖွဲ့စည်းထားတဲ့ကုလသမဂ္ဂစီကိုတိုက်ရိုက်သွားခဲ့ပါတယ်။မတ်တိုင်တစ်ခုဖြစ်စေမဲ့ဆုံးဖြတ်ချက်မှာကုလသမဂ္ဂလုံခြုံရေးကောင်စီကဒီကျူးကျော်မှုကိုရှုတ်ချခဲ့ပြီးမြောက်ကိုရီးယားတွေကိုပြန်လည်တွန်းလှန်ဖို့စစ်တပ်စီလို့ခွင့်ပြုခဲ့ပါတယ်။ဒါဟာနိုင်ငံတကာအဖွဲ့အစည်းတစ်ခုကစစ်တိုက်ဖို့အတွက်တမတော်ဖွဲ့စည်းခဲ့တဲ့ပထမဆုံးအကြိမ်ပါပဲ။အမေရိကန်တပ်ဖွဲ့ဝင်တွေဟာတခြားဆမနိုင်ငံကစစ်သားတွေနဲ့အတူကိုရီးယားကိုရောက်ရှိလာခဲ့ကြပါတယ်။အစားပိုင်းမှာတော့ဒါဟာကဆိုးကြီးတစ်ခုပါပဲ။ရှီတန်းကိုအပြည့်အလွှားထွက်ခဲ့ရတဲ့အမေရိကန်စစ်သားတွေဟာလက်နက်ခဲယမပြေဆုံးတယ်လို့ပြင်ဆင်ထားမှုလည်းမရှိခဲ့ကြဘူး။သူတို့ဟာမယမနာနောက်တော့တွန်းဖို့ချင်းခံခဲ့ရတယ်။ကျွန်းဆွေရဲ့ချောင်းစုံနဲ့လေးထက်ကပူဆန်စိတ်ခမ်းမျိုးအထိဆုခွာခဲ့ရပါတယ်။အဲ့ဒါကိုပူဆန်ခန်းစစ်မြင့်လို့ခေါ်ကြပြီးမျိုးလင်းချက်မင်းနေတဲ့နောက်ဆုံးခန်းစစ်ပါပဲ။ရတတာပေါင်းများစွာကုလသမဂ္ဂတပ်တွေဟာအနိုင်အရှုံးကြားမနေတုံးခံထားခဲ့ရပြီးအချင်းတွေကမျိုးလင်းချက်မဲ့နေပုံရပါတယ်။ဒါပေမဲ့လူတယောက်မှာအစီရင်တစ်ခုရှိခဲ့တယ်။အဲ့ဒါကဘယ်လောက်တောင်စွန့်စားရလဲဆိုရင်အစားပိုင်းမှာတော့ဒါဟာစိတ်ကူးရင်တည်းလို့တောင်အပေခံခဲ့ရပါတယ်။အဲဒီလူကတော့General Douglas MacArthur ပါတယ်။ဒုတိယကမ္ဘာစစ်ရဲ့နာမည်ကျော်စစ်သည်နာပတိ MacArthur ဟာရန်သူနောက်ကျောင်းမိုင်းပေါင်းများစွာအကွာမှာရှိတဲ့အင်းချွန်စိတ်ခန်းကိုရေကြောင်းကနေအလေးအငိုင်ဝင်ရောက်တိုက်ခိုက်ဖို့အဆိုပြုခဲ့တယ်။စွန့်စားရမှုကတော့အလွန်ကြီးမားပါတယ်။အင်းချုံမှာကကြောက်စရာကောင်းတဲ့တီးရဲအသက်အကျရှိပြီးရွှွညွန်တော်ဤတွေရှိသလိုအခိုင်အမာလည်းကာကွယ်ထားတဲ့နေရာပါ။စစ်ဖက်ဆိုင်ရာကျွမ်းကျင်သူတွေကတော့အောင်မြင်ဖို့အခွင့်အလမ်းဟာအပုံ9000မှာတပုံပဲရှိတယ်လို့ဆိုကြတယ်။ဒါပေမဲ့ထူးခြားတဲ့အောင်မြင်မှုတစ်ခုကိုအသေးအတန်လိုလားနေတဲ့ထရူမင်နာမက်အာသာကိုခွင့်ပြုချက်ပေးခဲ့ပါတယ်။1940စက်တင်ဘာ15ရက်မှာရေတပ်ရဲ့ပီကူးမှုအောင်မှာအမေရိကန်မရိန်းတပ်ဖွဲ့တွေကမ်းခြေကိုထိုးဖောက်ဝင်ရောက်ခဲ့ကြတယ်။ဒီစွန့်စားမှုဟာတိတိတသာအောင်မြင်သွားခဲ့ပါတယ်။ထောက်ဖို့လမ်းကြောင်းတွေဖြတ်ထောက်ခံလိုက်ရတဲ့မြောက်ကိုရီးယားစစ်တပ်ဟာညပ်ပိုးညပ်ပိန်ပြီးပြိုလဲသွားခဲ့ရတယ်။ကုလသမဂ္ဂတပ်တွေဟာဆိုးလ်ကိုပြန်သိမ်းနိုင်ခဲ့ပြီးမြောက်ဘက်ကိုဆက်ချီတက်ခဲ့ကြတယ်။ကိုရီးယားတနိုင်ငံလုံးကိုလွတ်မြောက်စေဖို့ဆိုတဲ့ရည်မှန်းချက်တစ်သိန်းနဲ့38ဒီဂရီမြင့်ကိုဖျက်ချော်ခဲ့ကြပါတယ်။အောင်ပွဲဟာလက်တခန့်မှရှိနေပုံရပါတယ်။ဒါပေမဲ့ကုလသမဂ္ဂတပ်ဖွဲ့တွေတရုတ်နေဆက်ဖြစ်ခဲ့ရလူမြင့်နားကိုချင်းကပ်လာတဲ့အခါမှာတော့ပို့ပြီးအန်ဒရဲ့ကြီးမားတဲ့ကစားသမားတစ်ယောက်ပါဝင်လာခဲ့တယ်။ကွန်မြူနတီတရုတ်နိုင်ငံရဲ့ခေါင်းဆောင်မော်စီတုံးကသူ့နေဆက်နားမှာအမေရိကန်တပ်တွေရှိနေတာကိုတဲခံမှာမဟုတ်ဘူးလို့ထပ်ခါတလဲလဲသတိပေးခဲ့ပါတယ်။သူ့ရဲ့သတိပေးချက်တွေကိုအချောက်တိုင်ဟင်းဟောက်မှုလို့သာသတ်မှတ်ခဲ့ကြတယ်။ဒါပေမဲ့မဟုတ်ခဲ့ပါဘူး။အောက်တိုဘာလနောက်ပိုင်းမှာတ
တရုတ်စေတနာဝန်တန်းစစ်သားသိန်းပေါင်းများစွာကရလူမီကိုလူဝဲဖျက်ကျော်လာခဲ့ကြတယ်။သူတို့ဟာအေးခဲနေတဲ့ကိုရီးယားတောင်တန်းတွေထဲမှာစောင့်ဆိုင်ပြီး ချောင်းချောက်ကြီးတစ်ခုဆင်ထားခဲ့ကြတယ်။နောက်ဆက်တွဲဖြစ်ပျက်ခဲ့တာတွေကတော့ယုံလုစရာပါတယ်။တရုတ်တပ်ဖွဲ့တွေဟာအငိုက်မီနေတဲ့ကုလသမဂ္ဂတပ်ဖွဲ့တွေကိုလူလိုက်လုံးကြီးတွေလိုအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်။ကိုရီးယားရဲ့ခါသီးလာတဲ့ဆောင်းရသည့်အောက်မှာစစ်သားတွေဟာငရေခံအသစ်တစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ချိုစေးကန် Chosen Reservoir လိုနေရာမျိုးမှာအမေရိကန် Marine တပ်ဖွဲ့တွေဟာဆယ်စားလောင်းများတဲ့ရန်သူတွေရဲ့ဝိုင်းရံမှုကိုခံခဲ့ရတယ်။အသေးအတန်ထိုးပေါက်ထွက်ဖို့ကြိုးစားရင်အပူချိန်ဟာအနု73ဒီဂရီဖာရင်ဟိုက်အထိကျဆင်းခဲ့ပါတယ်။ဒါဟာအမေရိကန်စစ်သမိုင်းမှာအကြမ်းတမ်းဆုံးနဲ့သူရဲကောင်းအပိသားဆုံးတိုက်ပွဲတွေထဲကတစ်ခုပါပဲ။ကုလသမဂ္ဂရဲ့ရှေ့တိုးချီတက်မှုဟာတွေ့ချောင်းစီရတဲ့စုခွာမှုဖြစ်သွားခဲ့ရတယ်။ဒါဟာအမေရိကန်စစ်သမိုင်းမှာအရှိချဆုံးစုခွာမှုပါပဲ။စစ်ပွဲဟာကြောက်စရာကောင်းတဲ့ဘက်ကိုဦးတည်သွားခဲ့ပြီ။ဒီအချိန်မှာတကမ္ဘာလုံးကအသက်ရှူအောင်ပြီးစောင့်ကြည့်နေခဲ့ကြပါတယ်။ထိန်လန့်ပြီးတောက်တာထွင်နေတဲ့ General မိုင်အားသားကတရုတ်ကိုတိုက်ခိုက်ဖို့နျူကလ িয়ার လက်နက်အသုံးပြုဖို့ပေါ်ပေါ်ထင်ထင်တိုက်တွန်းခဲ့တယ်။သူဟာတရုတ်မျိုးကြီးတွေနဲ့စစ်မှုဆောင်တွေပေါ်ကိုအနုမျိုးပုံ30ကနေ50အထိကြေချချင်းခဲ့တာပါ။နေဆက်ကိုအမြဲတမ်းပိတ်ဆို့ဖို့ Cobalt Radio တတိကွာခါဘတ်ကွင်းတခု Fendi ဖို့အထိပါပဲ။တမတာ Truman ကတော့ထိန်လန့်သွားခဲ့ပါပဲ။ဒီလိုလူရဲမျိုးဟာတရုတ်ရဲ့မဟာမိုက်ဖြစ်ပြီးအနုမျိုးပုံပိုင်ဆိုင်ထားတဲ့ Soviet Union စီကတုံ့ပြန်မှုကိုမလွဲမသွေဖြစ်ပေါ်စေမှာကိုသူနားလည်ခဲ့တယ်။ဒါဟာတတိယကမ္ဘာစစ်စီကိုတိုက်ရိုက်သွားမယ်လမ်းမယ်။ယဉ်ကျေးမှုတွေကိုဖျက်ဆီးဖြစ်မယ် နျူကလ িয়ার မီးလောင်တိုက်သွင်းပွဲကြီးပေါ့စစ်ပိုကြုံနဲ့တမတကြားကတင်မာမှုဟာပောက်ကွဲမဲ့အခြေအနေကိုရောက်ခဲ့ပါတယ်။ Truman ဟာကမ္ဘာလုံးဆိုင်ရာကပ်ဘေးကိုရှောင်ရှားဖို့အတွက်ကန်တက်စစ်ပွဲကိုပဲဆင်နွှဲဖို့ဆုံးဖြတ်ခဲ့ပြီးသူ့ရဲ့နာမည်အကြီးဆုံးစစ်ဗိုလ်ချုပ်ကိုယာဒူးကထုတ်ပေးဖို့ခက်ခဲပြီးမဲ့အရေးကြီးရဲ့ဆုံးဖြတ်ချက်ကိုချခဲ့ပါတယ်။1950ခုနှစ်ဧပြီ17ရက်မှာမက်အာတာကိုတာဝန်ကနေရရှိခဲ့တယ်။ဒီဆုံးဖြတ်ချက်ဟာပြည်တွင်းမှာအလွန်လူကြိုက်နေခဲ့ပြီးမဲ့ကမ္ဘာကြီးကိုကယ်တင်လိုက်တာလည်းဖြစ်နိုင်ပါတယ်။မက်အာတာကိုထုတ်ပေးပြီးနောက်စစ်ပွဲဟာနောက်ထပ်နိုင်တဲ့ကြောင်ဘယ်သူမှမသားတဲ့အခြေအနေမှာပဲဆက်ရှိနေခဲ့တယ်။38ဒီဂရီမြင့်နားကတောင်ကုန်းတွေနဲ့ရှိုးမြောင်တွေထဲမှာတိုက်ပွဲတွေဆက်ဖြစ်နေခဲ့ပါတယ်။ Heartbreak Ridge နဲ့ Pork Chop Hill လိုမျိုးကြောက်စရာကောင်းတဲ့အမည်တွေပေးထားတဲ့တိုက်ပွဲတွေပေါ့။ဒါဟာအကြီးအခိုက်အကြောင်းများပြီးနေမီအသားစီရမှုနဲပါတယ်စစ်ပွဲတစ်ခုပါပဲ။နောက်ဆုံးမှာတော့ရှည်လျားပြီးပင်ပန်းလာတဲ့ညီနွယ်မှုတွေအပြီး1953ခုနှစ်ဇူလိုင်29ရက်မှာအပြည့်အခါရှက်စေးရေးလက်မှတ်ရေးထိုးခဲ့တယ်။တိုက်ပွဲတွေရပ်တန့်သွားပြီးမြဲစစ်ပွဲကတော့တရားဝင်ဘယ်တော့မှမပြီးဆုံးခဲ့ပါဘူး။နေစမင်းကိုပြန်လဲရေးဆွဲခဲ့ရမှာစတင်ခဲ့တဲ့38ဒီဂရီမြင့်နားမှာလည်းပြန်ဖြစ်သွားခဲ့ပါတယ်။ကိုရီးယားစစ်ပွဲမှာလူပေါင်း3တန်းကျော်သေဆုံးခဲ့ရပြီးအဲ့ဒီထဲမှာအမေရိကန်စစ်သား3,900နီးပါးပါဝင်ပါတယ်။ဒီပဋိပက္ခကိုဒုတိယကမ္ဘာစစ်နဲ့ဗီယက်နမ်စစ်ပွဲတွေရဲ့အရေးပေါင်းမှာမေလျော်ခန်းစစ်ပွဲလို့မကြာခဏခေါ်လေးရှိကြတယ်။ဒါပေမဲ့သူ့ရဲ့အကျိုးဆက်ကတော့ကြီးမားပါတယ်။ဒါဟာစစ်အေးတိုက်ပွဲရဲ့ပုံစံကိုသတ်မှတ်ပေးခဲ့တယ်လို့နျူကလ িয়ার ခေတ်မှာကန်တက်စစ်ပွဲဆင်နွှဲခင်းဆိုင်ရာမူဝါဒကိုအခြေချပေးခဲ့တယ်။ပြီးတော့ဒီနေ့အထိကိုရီးယားကျွန်းဆွယ်မှာဆက်ရှိနေစေဖြစ်တဲ့ပဋိပက္ခရဲ့မြင်းတွေကိုလည်းဆွဲထားခဲ့ပါတယ်။ကိုရီးယားစစ်ပွဲဟာအနုမြူခေတ်မှာအင်အားကြီးနိုင်ငံတွေပထမဆုံးအကြိမ်ပြီးတော့နောက်ဆုံးအကြိမ်လည်းဖြစ်ပါစေတိုက်ရိုက်ရင်ဆိုင်ခဲ့ကြတာပါ။ဒါဟာကမ္ဘာပြတ်ဖို့ဘယ်လောက်တောင်နှိကပ်ခဲ့လဲဆိုတာကိုပြသနေရဲ့1950ခုနှစ်ရဲ့ရွှေရက်ဖြစ်တစ်ခုဖြစ်ပြီးငြိမ်းချမ်းရေးရဲ့နှုတ်နွယ်မှုကိုတတိပေးနေတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။တကယ်လို့တင်ဟာဒီသမိုင်းကြောင်ကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်ရင် like ခလုတ်ကိုနှိပ်ပြီးဒီလိုကဘာကြီးကိုပုံဖော်ပေးခဲ့တဲ့ဇာတ်လမ်းတွေအတွက် subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦး